ပန်းရောင်ကတည်းရှိကြတယ်နော်ပန်းရောင်ကတည်းရှိပြီးတော့မနေ့ကပဲချမ်းဖန်ကားကြီးသွားတယ်2 နာရီလောက်ကဖန်ကားကြီးသွားတယ်ဒါပေမဲ့နေမြေကျော်လို့ဆိုပြီးတော့ဖန်သွားတာပေါ့ခုဒကမာကြီးတို့ကဒီအားလုံးဘယ်ကိုသွားကြမလို့လဲပတ်စကြဲကြဲလေးပြောပြီးပါပတ်စဖို့ဘယ်မှာသွားလုံးမှာလို့ပြောလဲကြဲကြဲလေးပြောပြီးပါဘယ်မှာသွားလုံးမှာလဲထီခီးမှာအဲ့ဒီကုမ္ပဏီကအခုကဘာဖြစ်လို့မဆက်သွယ်လာလဲပြောပြပါဘာဖြစ်လို့မဆက်သွယ်လာလို့ဖုန်းနဲ့ပိတ်သွားကြပြီလားတက္ကမတို့ထီခီကိုပို့ပေးမဲ့ကုမ္ပဏီကဖုန်းနံပါတ်တွေကိုဆက်သေးလားပြန်ဆက်လို့ရလားဟမ်အဲ့ဒီကယ်ရီတွေကိုဖုန်းပြန်ဆက်လို့ရသေးလားလို့မကင်တော့ဘူးကယ်ရီတွေကိုဖုန်းဆက်လို့ရလားမကင်တော့ဘူးနော်ကုမ္ပဏီနာမည်ကိုတချို့နာမည်လေးတွေပြောပေးသားမှာအဲ့ဒီကယ်ရီတွေရဲ့နာမည်တွေကိုမင်းတို့အပြင်မှာဘယ်လိုပဲခေါ်ခေါ်ပေါ့သူတို့ရဲ့နာမည်လေးတွေပြောပေးသားမှာဘယ်လိုပမာနာမည်ကကိုကြားလားကိုကြိုက်လားကိုကြားဘယ်မှာနေတယ်ပြောလဲဟမ်ဘယ်မှာဖလန်ဟိုးမှာနော်ဖလန်ဆောင်ရဲဆန်ဖလန်ဆောင်မှာနေတယ်ပေါ့လေဖလန်ဆောင်ဘက်က那婆婆，都说我有困难，都谈所有好啊，我有所有难，我就录杂话。พลังสองสวยไปแล้วมาเลยฮะสวย50มาနေတယ်ပေါ့နော်သူကုမ္ပဏီสวย50มาနေတယ်နော်အခုဒီမှာသူတို့ကတော့တောမောင်းကတော့လာဝကကတော့သူတို့ထုံးစံအတိုင်းလှုပ်ရှားရှိတဲ့အတိုင်းသူကစီကံတိုင်းလှုပ်သွားမယ်ပေါ့နော်အဲ့ဒါကိုဘုံတို့ကအချိန်မီနောက်ကနေပြီးလိုက်ကူညီနိုင်မှုအတွက်တန်ယုံကိုအကြောင်းကြားထားပေးတယ်ဗာလဲသူတို့ကတော့အခုဖမ်းတာရဲရဒီမှာထိန်းသိမ်းထားပေးတယ်ဘာလို့ထားပေးလဲခဏခေတ္တထိန်းသိမ်းထားပေးတယ်လာပို့တာကလာဝကကနေဖမ်းပြီးတော့လာပို့တယ်နယ်မြေကျော်လို့ဆိုပြီးတော့လာပို့တယ်နယ်မြေကျော်လို့ဆိုပြီးလာပို့တော့ဒီထဲမှာအချုပ်ကျနေတဲ့ပုံကိုယ်တွေဖုံလို့ဘုံတို့ကရောက်လာတယ်ရောက်လာတဲ့အခါကျတော့အချိန်မီကယ်လို့ရအောင်ဘုံကတန်ယုံကိုအကြောင်းကြားထားပေးပြီဘာလို့ထားပေးပြီလဲတန်ယုံကနေမြန်လာပြီးတော့ဒီမှာရှိတဲ့ဆလဝတွေနဲ့လူကြီးတွေနဲ့ပေါ့နော်ထိုင်းလို့ပြောရင်တော့ဆလဝဆိုတာနားမလည်ဘူးဖြစ်နေမှာဒီမှာရှိတဲ့စခန်းမှုတွေနဲ့လူကြီးတွေနဲ့ခရိုင်မှုတွေနဲ့စကားပြောဖို့အတွက်ဒါဘုံတို့ညှိနှိုင်းနေတယ်ကြလားနော်အားလုံးအောင်မြင်လိမ့်မယ်လို့တော့ယုံကြည်တာပေါ့စိတ်ဓာတ်တွေတော့မကြကြနဲ့နော်ဗာလဲအားလုံးဗာလဲဘုံတို့ဒီမှာအားလုံးပေါ့နော်ထမင်းတွေလည်းကျွေးထားပေးမယ်နေတိုင်းထမင်းတွေလည်းလှူထားပေးမယ်နော်အားလုံးပဲဗာတွေမှာချင်းတွေလည်းပြောပါဘာတွေပြောချင်နေလဲโอเคပါအဆင်ပြေလုပ်ပေးမယ်နော်